ထိုင်ဝမ်မြေငလင်ကြီးသိပ္ပံနဲ့လက်တွေ့ဘဝထိတွေ့တဲ့အချိန်အခိုက်အတန့်လွန်ခဲ့တဲ့ခရစ်နှစ်2024ခုနှစ်ဧပြီလ3ရက်နေ့ထိုင်ဝမ်စံတော်ချိန်မနက်9:58မိနစ်လောက်မှာထိုင်ဝမ်နိုင်ငံဟွာလီယန်မြို့ရဲ့တောင်ဘက်15ကီလိုမီတာ9မိုင်ခန့်အကွာကိုဗဟိုပြုပြီးတော့အင်အားမက်ခနီကျူ9.4အဆင့်ရှိတဲ့မြေငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပူပါတယ်အချိန်တည်ကခဏလေးအတွင်းမှာပဲကဘာမြေအောက်မှာနှစ်ပေါင်းများစွာစုစည်းနေခဲ့တဲ့ဖိအားတွေဟာပောက်ကွဲထွက်လာသလိုဖြစ်ခဲ့ပြီးအပေါ်ယံမြေပြင်ကိုပြင်းပြင်းထန်ထန်တုန်လှုပ်ခတ်စေခဲ့ပါတယ်။ဒါကြောင့်လေငလင်ကြီးဗဟိုပြုခဲ့တဲ့ဒေသတစ်ဝန်းလုံးမှာမြေပြိုမှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကကဘာမြေ tectonic plates တွေအမြဲလှုပ်ရှားနေတယ်ဆိုတာကိုထင်ရှားစွာပြသနေပါတယ်။သိပ္ပံရှုထောင့်ဘက်ကကြည့်ရင်တော့မြေအောက်ကစွမ်းအင်တွေဟာမြေအောက်မှာပဲတိတ်တဆိတ်စုစည်းနေခဲ့ပြီးတစ်ချိန်တည်းမှာပဲအပြင်းထန်ပေါက်ကွဲထွက်ပေါ်လာနိုင်တယ်ဆိုတာကိုဒီမြေငလင်ကြီးလှုပ်ရှားမှုကအထင်သာပြသနေပါတယ်။ဒါပေမဲ့နာကျင်စရာကလူသားဘဝတွေပါပဲ။ဒီမြေငလင်ကြောင့်အနည်းဆုံးလူ19ယောက်တိဆုံးခဲ့ကြပြီးနောက်ထပ်1100ကျော်ဒဏ်ရာရခဲ့ကြပါတယ်။အမှန်တကယ်တော့မြေငလင်ဆိုတာသိပ္ပံပဲမဟုတ်ဘူး။လူတွေမိသားစုတွေအတိုင်းဝိုင်းတွေအတွက်တကယ်ကိုထိခိုက်စေတဲ့အန္တရာယ်ကြီးမားလွန်းလာတဲ့တဘာဝပြီးအန္တရာယ်အဖြစ်ရကြီးတစ်ခုပါ။不是吧？哇！啊！哦 no！完了，我们要救人了。